တခါတလေစိတ်ဖြစ်စီမှုတွေအများကြီးရှိလာတဲ့နေ့တွေဆိုကိုဘယ်လိုအားပေးဖြစ်လဲဆိုတော့နင်းနေအတင်ထားရမယ်နော်ဒီချိန်မှာအရာရာခက်ခဲနေရင်တောင်မှတချိန်ကျရင်အကောင်းဆုံးတော့ဆိုတဲ့အရာတွေဖခင်နင်းအတွက်ပြင်ဆင်ထားတယ်နော်ပြီးတော့ကိုရှိနေတဲ့အရေးကနဲ့ဖခင်ကိုချီးမွမ်းဖို့မမေ့နဲ့နော်နာကျင်ရတဲ့အခါမျိုးကြလို့ရှိရင်ဖခင်စီရင်ဖွင့်နော်ညင်ရကြတဲ့အခါတိုင်းမှာလေဖခင်စီမှာပဲငူနော်ဆက်ရှိတဲ့ဖြစ်ပေါ်နော်ပြီးတော့ကိုမအားပေးဖို့မရှိရင်တောင်မှဖခင်နဲ့အတွက်အမြဲတမ်းရှိတယ်နော်ဖခင်နင်းကိုအမြဲတမ်းကြိုးစိုက်တယ်ခံစားချက်တွေကိုနားလေတဲ့ဖခင်ဖြစ်တယ်နော်ဒါပေမဲ့နင်းကိုယ်တိုင်ကအများကြီးခဏရရှိအောင်ကြိုးစားရမယ်နော်ဆိုပြီးမှအားပေးဖြစ်တယ်အခုနောက်ပိုင်းကျတော့စိတ်ရှုပ်ရှားရှိရင်လည်းခဏပဲအရင်ကဆိုတော့ငိုတာပေါ့နော်ကလေးလေးလူငိုတယ်ရှိုက်ကြီးတငယ်နဲ့ငိုတယ်ပြင်စဉ်းစားကြည့်လို့ရှိရင်ဒီငိုချင်းနေထက်ဖျက်စီမရင်ဖွေးလို့ရှိရင်စိတ်ချမ်းသာလိုက်တာပေါ့ဆက်ရှိတဲ့ဖြစ်ဖျက်ရဲ့နှစ်သိချင်းတွေခံလာရတဲ့အချိန်ကျတော့ဖျက်ရင်တဲ့ပြုံးရတဲ့အရာတွေရှိလာတယ်စိတ်ချမ်းသာခြင်းတွေရှိလာတယ်အရာရာကိုရင်ဆိုင်တက်လာတယ်ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်